Hello မင်္ဂလာပါသူရနာအောင်လုပ်ငန်းစွာရေးပြန်လည်ကြိုဆိုလိုက်ပါရနော်ဒါလေးကတော့ညီတို့ဖုံးရွှေပေါ့နော်ဖုံးရွှေရဲ့သဘောတဘာဝလေးကိုတစ်ချက်ပြောပြပေးပါမယ်ဖုံးရွှေရဲ့ပညာရဲ့လေးကတကယ်ကို set story လေးလာမယ်ဆိုရင်လေအဆင်ပြေသလို professional ထိလဲသွားလို့ရတဲ့ပညာရဲ့တရက်ဆိုတာလေပြောပြပေးချင်ပါတယ်ဒါဆိုရင်ညီတို့အိမ်မှာပေါ့နော်ကိုယ့်ရဲ့ကျမ်းမာခြင်းချမ်းသာခြင်းအောင်မြင်ခြင်းတွေရဖို့အစီရင်တွေပါပါတယ်ဖုံးရွှေစာအုပ်လေးပဲဖြစ်ပါတယ်ထုံနည်းတကောင်နောက်ညီနိုးစီဝါရေးကြီးဝါရေးတွေချမ်းသာရေးဘက်ကိုသွားမယ်ဒါလေးကလည်းဖုံးရွှေလေးပဲဖြစ်ပါတယ်ဒါလေးအပြင်ကိုမှညီတို့ဒီကိုယ့်ရဲ့အိမ်ချမ်းမြေကိုရေရာပေါင်းများစွာခါရာပေါင်းများစွာလေးနဲ့ကိုယ့်ရဲ့အိမ်ကိုလက်ဖွင့်ဖို့ပေါ့ဒါလေးဆိုရင်ဒါလေးနဲ့တွဲပြီးတော့ညီတို့လေးလာမယ်ဆိုရင်အဆင်ပြေရပေါ့ဘာလို့လဲဆိုတော့ဒါကကိုရီနေနဲ့အိမ်နဲ့တော်တော်လေးပတ်သက်နေတာပါတယ်ပေါ့နော်ဒီမှာဆိုရင်တော့ကြီးဝါချမ်းသာခြင်းနဲ့ပတ်သက်တာဆိုဒါလေးနဲ့တွဲလေးလာမယ်ဆိုရင်လည်းအဆင်ပြေတယ်နောက်တစ်ခုကကြတော့ဒီဟာဆိုရင်လေကိုယ့်ရဲ့ကံကြမ္မာဥတီချက်ပေါ့နော်ဖုံးရွှေနဲ့ပတ်သက်ပြီးတော့ဘလို့ပုံစံမျိုးတွေရှိတယ်အဓိကတော့ညီတို့ professional ထိကိုကသွားကျင်တာလားနောက်တစ်ခုကကြတော့ set story လေးလာကျင်တာလားဒါပေမဲ့ညီကတော့ဒီစာအုပ်၅အုပ်စလုံးကိုစုံတုံးယာတုံးလေးလာစေကျင်တယ်တခါတလေမှာတချို့စာအုပ်လေးတွေက install မရှိတတ်တာလေးတွေရှိတတ်ပါတယ်ဒါကြောင့်မလို့ဒီ၅အုပ်စလုံးကိုတွဲပြီးတော့လေးလာမယ်ဆိုရင်တော်တော်လေးအဆင်ပြေပါတယ်ဥမာကိုကကြီးဝါချမ်းသာခြင်းဘက်ကိုသွားမဲ့သူဆိုရင်တော့ဒီမှာကြီးဝါချမ်းသာတဲ့ဖုံးရွှေလေးရှိပါမယ်ဒီမှာလည်းကြီးဝါချမ်းသာတဲ့ဖုံးရွှေလေးရှိပါမယ်ဒီလိုနှစ်အုပ်လည်းရတယ်လို့နောက်တစ်ခုကကြတော့ဒီမှာကဒီကိုရဲ့အိမ်မှာဘလို့အနေထားတွေဘလို့လောက်ရမယ်ဘလို့အဲ့လိုလေးရကစားလေးလာခြင်းနဲ့ဒါလေးကလည်းထုံနီးလက်ကောင်းဆိုရင်ဒီလိုနှစ်အုပ်လည်းတွဲလေးလာလို့ရပါတယ်ဖြစ်နိုင်ရင်တော့ဒီ9အုပ်လုံးစုံလုံးscreenshot ရပြီးတော့လာမှာပေးခြင်းအပြင်ကူညီပေးပါတချို့အကြောင်းအရာလေးတွေမှာကိုကလေးလာလိုချင်တယ်မဝယ်ခဲ့ဘူးတစ်ချိန်ချိန်မှာလိုအပ်လာရင်ဝယ်လို့မရတဲ့စာအုပ်တွေလေးဒီထဲမှာပါပါတယ်ဒါလေးကိုလည်းပြောချင်ပါတယ်အားကြောင့်မလို့ဒီ9အုပ်စလုံးကတော့ယာတုံးလေး screenshot ရပြီးတော့ Viber ဖုန်းနံပါတ်0925454569ဆက်သွယ်ပေးပါစာအုပ်နဲ့ပတ်သက်တယ်ဆိုရင်တော့ CYABOOKS Post Center Facebook Page နဲ့ Messenger မှာလာမှာပေးခြင်းအပြင်ကူညီပေးပါဆိုပြောလဲပြောချင်ပါတယ်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာအများကြီးပြန်ဆုံတွေ့ပါမယ်